ဒီလိုထွက်ပြေးနေရင်းနဲ့ခေါင်းဆောင်ကတခြားအဖွဲ့သားတွေကိုအရင်သွားစီပြီးတော့သူကတော့တားရဲအုပ်စုကိုခဏထိန်းထားမယ်ဆိုတာကြံနေခဲ့တယ်။ခေါင်းဆောင်ကောင်းဖုံးဟာအလဲလက်ပိုအဆင့်စစ်တီတော်ဖြစ်ပြီးအရန်တန်မာသူဖြစ်တယ်။ခဏအကြာမှာသူ့ရှိကိုဘိုးအဆင့်အမီးနှချောင်းကြားတကောင်ရောက်လာပြီးစတင်တိုက်လိုက်ကြတယ်။တစ်ဖက်မှာလည်းရန်သူစစ်တီတော်အဖွဲ့ဟူရာအဖွဲ့ဟာသူတို့ကိုအဆောက်အဦပြက်တစ်ခုရဲ့အပေါ်ကနေစောင့်ကြည့်နေခဲ့တယ်။မိတူအဖွဲ့နဲ့တားရဲများတိုက်ခိုက်ကြပြီးနှစ်ဖက်လုံးအားနည်းနေတဲ့အချိန်ဝင်ရောက်ကလက်စဖြောက်ရန်ကြံစီနေကြတယ်။သူတေသနာအဖွဲ့ရဲ့တယောက်ထဲသောအသက်ရှင်ကျန်ရစ်သူယူရှင်းကိုလည်းသူတို့လွတ်မပေးနိုင်ဘူးဆိုကအခွင့်အရေးကိုစောင့်နေကြတယ်။လော်ဖုံးနဲ့ကြံတဲ့အဖွဲ့သားတွေအဆောက်အဦပြက်ထဲရောက်တဲ့အချိန်မှာကြားခွေးသားရဲအုပ်ကြီးရဲ့ဝိုင်းဝန်းတိုက်ခိုက်တာကိုခံလိုက်ရတယ်။ကြားခွေးသားရဲတွေဟာအားနည်းပေမဲ့အုပ်စုနဲ့နေကြတာဖြစ်တဲ့အတွက်တိုက်ခိုက်ရတာမလွယ်ပါဘူး။တခြားစစ်တီတော်တွေကလည်းတားရဲအုပ်တွေကိုဝိုင်းဝန်းတိုက်ခိုက်ကြတယ်။ဒီအစစ်နှိမ်သားရဲတွေဟာသူတို့အတွက်တော့ပြိုင်ဖက်မဟုတ်ပါဘူး။မထင်မှတ်ပဲနောက်ဆုံးသားရဲတကောင်ဟာယူရှင်းရဲ့ဘေးမှာပေါ်လာခဲ့တယ်။အမှတ်တမဲ့ပေါ်လာတဲ့သားရဲကြောင့်အားလုံးတုန်လှုပ်သွားကြတယ်။သားရဲဟာယူရှင်းကိုတိုက်လိုက်မဲ့အချိန်မှာပဲလော်ဖုံးဟာအဝေးကနေဓားမြောက်တစ်ချောင်းကိုစိတ်ဝိညာဉ်နဲ့ထိန်းချုပ်ကာပစ်ပေးလိုက်တယ်။လော်ဖုံးရဲ့ဓားပြန်တိုက်ကွက်ကြောင့်သားရဲဟာလည်းတိတ်ဆုံးသွားခဲ့တယ်။တခြားအဖော်တွေကတော့လော်ဖုံးရဲ့တပြန်ပစ်ချက်ကိုချီးကျူးနေကြတယ်။သူဟာဓားကိုလိုတလို့ထိန်းချုပ်ပစ်နိုင်တဲ့ဝိညာဉ်သခင်ဆိုတာကိုမသိစေချင်သေးတဲ့အတွက်ခုတလောဓားပြန်လေ့ကျင့်နေတယ်လို့သာအလွယ်ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ခေါင်းဆောင်ကောင်းဖုံဟာအမီးနှချောင်းကြားရဲ့အားနည်းချက်ကိုတီးသွားပြီးတစ်ချက်တည်းနဲ့အနိုင်ယူလိုက်တယ်။တားရဲများကိုတိုက်ခိုက်ပြီးတော့ယူရှင်းကသူတို့ဟာဘာရက်ကူတာဆေးတစ်မျိုးကိုစမ်းသပ်တာအောင်မြင်နေပြီဖြစ်ပြီးနောက်တစ်ဆင့်အတွက်တောထဲဝင်ကတားရဲနမူနာကိုလာယူလာကြဖြစ်ကြောင်းရှင်းပြတယ်။ဒါပေမဲ့ဟူရာအသင်းဟာအစစ်မြင့်သားရဲဖြစ်တဲ့ငွေလောက်ဝန်ပတ်တွေကိုဖမ်းဖို့အတွက်သူတို့ကိုငါးစာအဖြစ်အသုံးချလိုက်တဲ့အတွက်တားရဲတိုက်ခိုက်တာခံရကတခြားအဖွဲ့သားတွေတေဆုံးကုန်ကြတယ်။အဖွဲ့သားတွေကဒီအကြောင်းကိုဆက်စုံစမ်းဖို့လုပ်ပေမဲ့ခေါင်းဆောင်ကလက်ရှိအရေးကြီးဆုံးတာဝန်ကလူကယ်ရန်ဖြစ်တဲ့အတွက်ယူရှင်းကိုခေါ်ကပြန်ဖို့လုပ်ကြတယ်။အဲ့ဒီအချိန်မှာပဲအခွင့်အရေးဆောင်နေတဲ့ဟူရာအသင်းဟာကြိုတင်ချထားတဲ့အတန်းလွှင့်ဆက်တွေကိုဖွင့်ပြီးတားရဲတွေကိုဆွဲဆောင်ကအပေါ်စီးကနေတနက်တွေနဲ့စတင်ပစ်ခတ်ပါတယ်။ကြီးစံတွေကိုရှောင်လိုက်နိုင်ပေမဲ့ခေါင်းဆောင်ကိုချိန်ပြီးပစ်လိုက်တဲ့ပြစ်မှတ်နောက်လိုက်တဲ့ဒုံးတစင်းကိုစစ်တီတော်ကျန်းခဲကအစားခံပေးလိုက်တဲ့အတွက်လက်တစ်ဖက်ပြတ်သွားခဲ့တယ်။ဒဏ်ရာရသူတွေကိုခေါ်ကာထွက်ပြေးလာခဲ့ကြပေမဲ့သူတို့ရှေ့ကိုဒုံးတစင်းကျလာတဲ့အတွက်အကုန်လုံးအနောက်ကိုလွှတ်ဆင်သွားကြတယ်။ရှေ့ကပြေးလန်းပိတ်သွားတဲ့အတွက်အနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာအကုန်တုံလှုပ်သွားကြတယ်။ထွက်လာတဲ့စူညံတန်တွေကြောင့်တားရဲများစွာဟာသူတို့ကိုဝိုင်းထားကြတယ်။ကံမကောင်းစွာပဲတားရဲအများစုဟာချီနဲ့ငွေကျွဲရိုင်းကင်းမီကောက်စတဲ့ပိုးအစင်သားရဲတွေဖြစ်နေတယ်။ထိုအဖြစ်အပျက်ကိုကြည့်ပြီးရန်သူဟူရအဖွဲ့ဟာအားရပါရကျေနပ်နေကြတယ်။တားရဲအများကြီးကိုမြင်လိုက်ရတဲ့အတွက်သူတို့အဖွဲ့အမြန်ပဲပြေးထွက်လာခဲ့ကြတယ်။တားရဲတွေကအရေးအတွက်အရန်များတဲ့အတွက်မျက်နှာချင်းဆိုင်တိုက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ဟူရာအသင်းဒီလိုလုပ်ရတဲ့အကြောင်းရင်းကသူ့ကြောင့်များလားဆိုပြီးလော်ဖုံးကပြေးရင်းနဲ့တွေးနေမိတယ်။ခဏအကြာမှာတော့လော်ဖုံးကပြေးနေတာကိုရက်လိုက်ပြီးဓာတ်ပြန်6ချောင်းကိုစိတ်ဝိညာဉ်နဲ့ထိန်းချုပ်ကထုတ်လိုက်တဲ့အတွက်အကုန်လုံးကအံ့အားသင့်နေကြတယ်။ထို့နောက်သူ့နောက်လိုက်ခဲ့လွတ်လန်းသိတယ်ဆိုကဓာတ်ပြန်အသုံးပြုလို့ကောင်းမဲ့လမ်းကျုံလေးထဲပြေးဝင်သွားကြတယ်။ခဏအကြာမှာတော့ကင်းမီကောက်သားရဲတကောင်ဟာသူတို့ရှေ့ကလမ်းမှာပေါ်လာတယ်။လော်ဖုံးဟာရှေ့ထွက်လာပြီးဓာတ်ပြန်6ချောင်းနဲ့ကင်းမီကောက်ရဲ့အားနည်းတဲ့အစိပ်ပိုင်းတွေကိုထိုးဆိုင်လိုက်ပြီးတက်ပစ်လိုက်တယ်။အဲ့ဒီနောက်မှာတော့အနောက်ကလိုက်နေတဲ့အစင်းနှိမ်သားရဲတွေကိုစိတ်ဝိညာဉ်ဓာတ်ပြန်တွေနဲ့အဆုံးတရပေးယူကြတယ်။တခဏအကြာမှာအစင်းမြင့်တောဝက်သားရဲကြီးတကောင်ကသူတို့စီတက်တက်မတ်မတ်ပြေးလာတယ်။လော်ဖုံးကတောဝက်ခေါင်းကိုဓာတ်ပြန်နဲ့စုပြီးပြစ်လိုက်ပေမဲ့တောဝက်ကဘာမှမဖြစ်သွားပါဘူး။ခေါင်းဆောင်ကတောဝက်ရဲ့အားနည်းတဲ့နေရာကိုပြောပြတဲ့အတွက်မျက်လုံးနှစ်ရွက်အနောက်နဲ့ခြေစစ်တွေကိုထပ်ပြီးပြစ်လိုက်တဲ့အချိန်မှာတော့တောဝက်ကြီးကိုရှင်းလင်းပစ်နိုင်ခဲ့တယ်။သူတို့မတိလိုက်တာတခုကသူတို့တိုက်ခိုက်နေသမျှအားလုံးကိုအသိဉာဏ်ရှိတဲ့အစင်းမြင့်သားရဲ့ငွေလုံးဝင်ပလွေကအမြဲစောင့်ကြည့်နေခဲ့ပါတယ်။အနေရကင်းတဲ့နေရာအရောက်မှာလက်တစ်ဖက်ပြတ်သွားတဲ့အားဖုံကိုစေးကူပေးကြတယ်။လက်တစ်ဖက်ပြတ်သွားပြီဖြစ်သည့်အတွက်စစ်တီတော်ဆက်မဖြစ်နိုင်တော့ကြောင်းအားဖုံကညင်းနေသည့်အတွက်ခေါင်းဆောင်ကတိုင်းခမ်းမရဲ့နီးပြလောက်ကမိသားစုကိုအချိန်လဲပေးနိုင်မည်ဖြစ်ကြောင်းအပေးစကားဆိုတယ်။ပြီးနောက်လော်ဖုံးဘက်လက်ကမင်းကဝိညာဉ်သခင်ဆိုတာဘာလို့မပြောတာလဲလို့မေးလိုက်တယ်။လော်ဖုံးကလည်းဝိညာဉ်ဆရာတယောက်ပေါ်လာပြီဆိုတဲ့သတင်းရတာနဲ့အစိုးရတစ်ဖွဲ့လုံးရောတိုင်းခမ်းမတွေကရောအပိုင်သိမ်းဖို့ကြံကြတာဖြစ်တဲ့အတွက်အေးအေးဆေးဆေးနေရအောင်မပြောတာဖြစ်ကြောင်းပြန်လည်ရှင်းပြတယ်။သူတို့ကလည်းလော်ဖုံးပြောတာကိုထောက်ခံပြီးဆက်ပြီးလှုပ်ဝက်ထားပေးမယ်လို့ကတိပေးကြတယ်။အဲ့ဒီအချိန်မှာငွေလက်ဝန်ပလွေဟာဒဏ်ရာတွေနဲ့ဟူရာအသင်းရဲ့ဝိုင်းဝန်းတိုက်ခိုက်တာကိုခံနေရတဲ့အတွက်လော်ဖုံးတို့ဘက်ကိုပြေးလာတယ်။ငွေလက်ဝန်ပလွေကဘိုးအစင်သားရဲဆိုပေမဲ့ဒဏ်ရာရထားတဲ့အတွက်တယောက်တည်းစူးစမ်းတိုက်ခိုက်လို့ကြောင်းလော်ဖုံးကပြောတဲ့အတွက်ခေါင်းဆောင်ကခွင့်ပြုလိုက်တယ်
လော်ဖုံးကဓာတ်နဲ့ဒိုင်းကာကိုထုတ်လိုက်ပြီးဓာတ်ပြန်တွေကိုလည်းစိတ်ဝိညာဉ်နဲ့ထိန်းချုပ်ကာတိုက်အောက်ကိုခုန်ဆင်းသွားပြီးတာရဲနဲ့ထိတ်တိုက်ရင်ဆိုင်လိုက်တယ်။လော်ဖုံးရဲ့အဆင့်ဟာစီနီယာစစ်တီအဆင့်ဆိုပေမဲ့စိတ်ဝိညာဉ်ဆရာရဲ့ဝိညာဉ်ခွန်အားဟာခန္ဓာကိုယ်ချင်းကြံမှုထက်နှစ်ဆမြင့်တဲ့အတွက်အလယ်လက်ဖို့အဆင့်နဲ့တူညီပါတယ်။ငွေလက်ဝန်ပလွေဟာလော်ဖုံးစီကိုအမြန်နှုံးနဲ့စတင်တိုက်ခိုက်ပါတယ်။ဓာတ်ပြန်တွေနဲ့တိုက်ခိုက်ပေမဲ့တာရဲကအလွန်လင်းမြန်တဲ့အတွက်လော်ဖုံးရဲ့ဓာတ်ပြန်နှစ်ခုကိုဖျက်ဆီးပစ်လိုက်ပါတယ်။အဆောက်အဦကြားမှာလော်ဖုံးကဘလို့မှအသာစီးမရတဲ့အတွက်ဓာတ်ပြန်အသုံးပြုလို့ကောင်းမဲ့အပြင်ဘက်ကိုမြားခေါ်လိုက်တယ်။အပြင်ရောက်မှာဝန်ပလွေကနောက်ကနေခုံအုပ်လာတဲ့အတွက်လော်ဖုံးကဝန်ပလွေရဲ့ပါဆက်ကိုရှိသမျှအားသုံးကဖျက်ထားလိုက်ပြီးဓာတ်ပြန်လေးချောင်းကိုတစ်ချောင်းတည်းပေါင်းကစိတ်ဝိညာဉ်နဲ့ဝန်ပလွေရဲ့ပါဆက်ထဲကိုအားကုန်ထိုးသွင်းလိုက်တယ်။ဝန်ပလွေလည်းတိတ်ဆုံးသွားခဲ့ပြီးဓာတ်ပြန်အားလုံးလည်းပျက်စီးသွားခဲ့တယ်ပြီးတော့ဝန်ပလွေရဲ့ဈေးကြီးတဲ့အစိပ်ပိုင်းတွေကိုယူကာထောက်ပံ့စခန်းကိုပြန်ခဲ့ကြတယ်။ဟူရာအဖွဲ့ရောက်လာတဲ့အခါမှာတော့ဝန်ပလွေအသေးကောင်သားရပြီးဈေးကြီးတဲ့အစိပ်ပိုင်းတွေမရှိတော့တဲ့အတွက်ကျိမ်းမောင်းနေခဲ့ကြတယ်။စခန်းကိုပြန်ရောက်တဲ့အခါဒဏ်ရာရတဲ့သူတွေကိုဆေးရုံပို့လိုက်ကြတယ်။ဟူရာအသင်းနဲ့ထိတ်တိုက်တွေ့မိပြီးလက်နက်ကိုစီထုတ်ကာစတင်တိုက်ခိုက်ဖို့ပြင်လိုက်ကြတယ်။စစ်တီတော်အချင်းချင်းတိုက်ခိုက်တာဟာအပြစ်အရန်ကြီးတဲ့အတွက်ဘေးနားကအဆောင်စစ်သားတွေဟာသူတို့ကိုတနက်နဲ့ချိန်ပြီးမတိုက်ခိုက်ကြရန်တတိပေးလိုက်ပါတယ်။သူတို့လည်းလူစုခွဲလိုက်ကြပြီးဒဏ်ရာရသူကိုကြီးဖို့ဆေးရုံကိုသွားခဲ့ကြတယ်။ဆက်ရုပ်လက်ကိုအစားထိုးလို့ရပေမဲ့ဆက်ရုပ်လက်တွေဟာတာမန်အတွက်သာသုံးလို့ရပြီးစစ်တီတော်ရဲ့ခွန်အားနဲ့လျင်မြန်မှုကိုမရှက်နိုင်တဲ့အတွက်တိုက်ပွဲမှာသုံးလို့မရကြောင်းဆရာဝန်ကရှင်းပြနေခဲ့ပါတယ်။အဲ့ဒီနောက်သူတည်တနမန်နေဂျာကိုတွားတွေ့ကြပြီးမန်နေဂျာကလည်းလူရှင်းကိုပြန်ခေါ်လာပေးတဲ့အတွက်သူတို့အဖွဲ့ကိုကျေးဇူးတင်စကားပြောလိုက်တယ်။မန်နေဂျာကိုဒဏ်ရာရစစ်တီရဲ့လက်နဲ့ကိုက်ညီမဲ့ဆက်ရုပ်လက်အကြောင်းမေးကြည့်ပေမဲ့စစ်တီတော်များအတွက်ဆက်ရုပ်လက်မရှိကြောင်းသာသိခဲ့ရတယ်။အသက်ရည်စင်သုံးရင်လက်အစ်စ်ပြန်ပေါက်တယ်ဆိုတဲ့နီလန်ရှိပေမဲ့အသက်ရည်စင်ဟာရှားပါပြီးဘရင်စင်သားရဲကနေတာရတဲ့အတွက်တစ်ဆက်တည်းနဲ့ကိုတန်း300တန်မှုရှိပါတယ်။မတက်နိုင်တဲ့အဆုံးကျန်းရှိခန်းမှာနီးပြလောက်ကမိသားစုကိုပဲအချိန်ပေးတော့ရန်ဆုံးဖြတ်လိုက်ပါတယ်။အပြန်မှာမိတူအတင်းသားတွေစုဝေးကစကားပြောကြရင်ဟူရာအတင်းရဲ့ချင်းချောက်မှုကရှော့တွက်လို့မရတဲ့အတွက်အဖွဲ့ရဲ့အင်အားကိုပိုမိုတောင့်တင်းစေဖို့အဆင့် A မျိုးဗီဇကူနေကိုတုံးဖို့ဆုံးဖြတ်လိုက်ကြတယ်။ဒါကိုတုံးလိုက်ပြီဆိုတာနဲ့အတင်းသားတွေဟာဘိုးအဆင့်ကိုအချိန်တိုအတွင်းရောက်သွားမှာဖြစ်ပြီးစိုးကျိုးအနေနဲ့နောက်တစ်ဆင့်တက်ဖို့အတွက်ဆိုရင်တာမန်ထက်ပိုခက်ခဲသွားမှာဖြစ်ပါတယ်။အကုန်လုံးကသဘောတူကြပြီးဝိညာဉ်သခင်ဖြစ်တဲ့လော်ဖုံးကတော့အသက်ငယ်ပြီးအနာဂတ်ကအဆုံးမရှိတဲ့အတွက်အသုံးမပြုစေပါဘူး။ပြီးတဲ့နောက်မှာတော့အိမ်ကိုအသီးသီးပြန်လာကြပြီးမိသားစုတွေကလည်းထွက်လာကြိုဆိုကြပါတယ်။လက်ပြတ်သွားတဲ့စစ်တီအတွက်လက်စားချေပေးမယ်လို့ဆုံးဖြတ်ကအိမ်ထဲသို့ဝင်ခဲ့ပါတယ်။ခဏကြာမှခေါင်းဆောင်ကမင်းအတွက်လက်ဆောင်တစ်ခုရှိတယ်ဆိုပြီးခေါ်လိုက်တဲ့အတွက်ခေါင်းဆောင်စီကိုရောက်လာခဲ့တယ်။လက်ဆောင်ကတော့အစင်ကိုးဓာပြန်ဖြစ်ပြီးခေါင်းဆောင်ကတင်းပေးတဲ့အတွက်မငင်းတာပဲယူလာခဲ့လိုက်တယ်။အပြင်ရောက်မှယူရှင်းနဲ့တွေ့ပြီးစကားပြောကြတယ်။ယူရှင်းကိုမန်နေဂျာကတလေးတစားဆက်ဆံနေရတာတွေ့တဲ့အတွက်သူ့နောက်ခံကိုမေးကြည့်အခါသူမကမဟာမိတ်ကိုထောက်ပံ့နေတဲ့အဓိကအိမ်တော်ဆက်နှစ်ခုတည်းကလူအိမ်တော်ကဖြစ်ကြောင်းသိလိုက်ရတယ်။အဲ့ချိန်မှာပဲမြို့ပြင်ခံတပ်ကိုပိုးအစင်းဝိညာဉ်သားရဲ့ကြောက်နှက်ဝက်ဝန်ကလာတိုက်ခိုက်ကြောင်းသတင်းတက်လာတယ်။လော်ဖုံးကတွားဖို့လုပ်ပေမဲ့သူတို့နှိမ်နှင်းနိုင်တဲ့အစင်းမဟုတ်တဲ့အတွက်ခေါင်းဆောင်ကတားလိုက်တယ်။ခဏကြာမှာတော့စစ်နက်ဖျားလူကန်ရောက်လာပြီးတာရဲနဲ့တိုက်ခိုက်ပါတယ်။ပထမမှာတော့စစ်နက်ဖျားကလျှက်စီးတွေထုတ်ကတိုက်ခိုက်လိုက်ပြီးလျှက်စီးခြေလမ်းတွေနဲ့တာရဲရဲ့တိုက်ခိုက်မှုကိုရှောင်နေခဲ့ပါတယ်။ပြီးမှမိုးကြိုးကိုဆင့်ခေါ်ကဓာတ်တစ်ချက်ထဲနဲ့တာရဲကိုတပ်ပစ်လိုက်တယ်။ခဏကြာမှာတော့လူရှင်းရဲ့အကိုလူကန်ဆိုသူရောက်လာပြီးသူ့ညီမကိုကယ်ပေးတဲ့အတွက်ကျေးဇူးတင်ပေမဲ့အိမ်တော်ရဲ့အဖိုးတန်ဖြစ်တဲ့သူ့ညီမယူရှင်းကလော်ဖုံးနဲ့မတန်ကြောင်းပြောဆိုနေခဲ့တယ်။လော်ဖုံးကလည်းဒီစကားအတွက်နောက်တစ်ချိန်နောက်တရရလိမ့်မယ်ဆိုကထွက်လာခဲ့ပါတယ်